အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဇာနေအောင် YouTube နဲ့ Facebook Channel လေးကနေပြီးကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ဇာနေအောင်မှာကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာတွေကတော့ကျွန်တော်တို့အိတ်ဝေးလို့ခေါ်တဲ့အလီလွင့်ရှင်မျိုးတွေက M ဆိုတဲ့ကျွန်တော်တို့ motion weight အကြောင်းလေးပဲဖြစ်ပါတယ် motion weight ဆိုတာဘာလဲ motion weight ဆိုတာကျွန်တော်တို့ control လုပ်ငန်းစဉ်တွေကျွန်တော်တို့ရဲ့ service industry ထဲမှာ customer တွေအတွက်လည်းမဟုတ်ဘူးကျွန်တော်တို့ရဲ့လုပ်ငန်းအတွက်တန်ဖိုးတိုးစေမယ့်အရာတွေလည်းမဟုတ်ဘဲနဲ့ဝန်ထမ်းတွေကမလိုအပ်ဘဲနဲ့ခန္ဓာကိုယ်လွှင့်လျားပြီးတော့ကျွန်တော်တို့အလုပ်လုပ်နေရတာကိုကျွန်တော်တို့ motion weight လို့ခေါ်ပါတယ်ဥပမာအဖြစ်ကျွန်တော်ပစ္စည်းတစ်ခုယူတော့မယ်ဆိုရင်ပစ္စည်းတွေကကိုယ့်ရဲ့အနီးနားမှာမရှိတဲ့အတွက်ကျွန်တော်လမ်းလျှောက်ပြီးတော့တွားယူရမယ်ပြီးလို့ရှိရင်ကျွန်တော်ပစ္စည်းကိရိယာတွေတူးတွေကစနစ်တကျထားတာမဟုတ်တဲ့အတွက်ပစ္စည်းတွေလိုရတဲ့အချိန်မှာကျွန်တော်ရှာဖွေရမယ်ဒါတွေကကျွန်တော်မလိုအပ်ဘဲနဲ့ခန္ဓာကိုယ်လွှင့်ရပြီးတော့လိုရတဲ့အတွက်ဒါတွေကကျွန်တော် motion weight တွေပဲဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော် motion weight ဖြစ်ပေါ်စေတဲ့အကြောင်းရင်းချို့ကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်လုပ်ငန်းခွင်အတွင်းမှာကျွန်တော်ဒီဇိုင်းလေးယောက်တွေမကောင်းတာတွေပြီးလို့ရှိရင်လုပ်ငန်းခွင်အတွင်းမှာ standard procedure တွေမရှိတာတွေရှိပြီတော့ညာလေကျွန်တော်မပြည့်စုံတာတွေပြီးလို့ရှိရင်ကျွန်တော် ergonomic design ကျွန်တော်မကောင်းတာတွေ ergonomic design ဆိုတာကကျွန်တော်လုပ်ငန်းခွင်အတွင်းကဝန်ထမ်းတွေပစ္စည်းကိရိယာတွေအသုံးပြုသူတွေရဲ့ကျွန်တော်ခန္ဓာကိုယ်ဖွဲ့စည်းပုံသူတို့ရဲ့ကိုယ်လက်လှုပ်ရှားမှုတွေသူတို့စွမ်းဆောင်ရည်တွေနဲ့ကျွန်တော်ကိုက်ညီအောင်ကျွန်တော်ရုံးသုံးကိရိယာတွေ tool တွေလုပ်ငန်းပတ်ဝန်းကျင်တွေကိုကျွန်တော်ဒီဇိုင်းဆွဲထားခြင်းပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော် 5S ကိုကျွန်တော်စနစ်တကျမလိုက်နာတာတွေပြီးလို့ရှိရင်ကျွန်တော် tool တွေကိုကျွန်တော်တို့စနစ်တကျနဲ့မထားဘဲနဲ့ကျွန်တော်လိုအပ်တဲ့အချိန်မှာကျွန်တော်ပစ္စည်းတွေကိုကျွန်တော်ရှာနေရတာတွေနောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဝန်ထမ်းတွေကို training ပေးတာမလုံလောက်တာတွေဥပမာအားဖြင့်ဝန်ထမ်းတစ်ယောက်အနေနဲ့ကျွန်တော်တို့ training မရှိတဲ့အတွက်ကျွန်တော်ပစ္စည်းကိရိယာတစ်ခုလိုတဲ့အချိန်မှာပစ္စည်းကိုထားရှာရမယ်တွားယူရမယ်အဲ့ဒီအတွက်ကျွန်တော်တို့မလိုအပ်ဘဲနဲ့ခန္ဓာကိုယ်ရွှေ့ရမှုတွေဖြစ်တဲ့အတွက်ကျွန်တော် motion weight တွေဖြစ်ပါတယ်ဒီချက်တွေကတော့ကျွန်တော်တို့ motion weight ကိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းအချို့ပဲဖြစ်ပါတယ် motion weight တွေကကျွန်တော်လုပ်ငန်းခွင်တွေမှာဘလို့အကျိုးတရားမှုရှိတယ်ဆိုလို့ရှိရင်ဝန်ထမ်းတွေနဲ့အလုပ်တစ်ခုကိုကျွန်တော်ထပ်ခါတလဲလိုရတာတွေမလိုအပ်ဘဲနဲ့ကျွန်တော်တို့ခန္ဓာကိုယ်ရွှေ့လျားနေရတဲ့အတွက်ကျွန်တော်ပင်ပန်းလွန်းတဲ့မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်ဝန်ထမ်းတွေအနေနဲ့ကျွန်တော်တို့ဒဏ်ရာရရှိတာတွေလုပ်ငန်းခွင်တွေမှာကျွန်တော် injury risk တွေကျွန်တော်တို့တိုးလာနိုင်ပါတယ်ဝန်ထမ်းတွေအနေနဲ့ဒီလိုမျိုးဖြစ်လာတဲ့အခါမှာအလုပ်လုပ်နိုင်စွမ်းတွေကျွန်တော်ညှော်နှဲလာနိုင်ပါတယ်အလုပ်လုပ်နိုင်စွမ်းတွေညှော်နှဲလာတဲ့အမျှပစ္စည်းတစ်ခုထုတ်လုပ်မယ်ဆိုရင်ကျွန်တော်ဒီတိုင်းတွေပိုချလာမယ်မလိုအပ်ဘဲနဲ့ကျွန်တော်အချိန်ကြီးကြာလာမှာလည်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကုန်ကျစရိတ်တွေကျွန်တော်မြင့်တက်လာမှာလည်းဖြစ်ပါတယ်ကျွန်တော်လုပ်ငန်းခွင်တွေမှာ waste တွေများလာတဲ့အခါကျွန်တော်ကုန်ကျစရိတ်တွေမြင့်တက်လာမယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ပြိုင်ဘက်တွေနဲ့ကျွန်တော်ရှင်ပြိုင်နိုင်တဲ့အခါမှာရှင်ပြိုင်နိုင်စွမ်းတွေကျွန်တော်ညှော်နှဲနိုင်မှာလည်းဖြစ်ပါတယ်လက်တွေ့ဥပမာအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့စက်ရုံတွေအလုပ်ရုံဌာနတွေမှာ production line ထဲမှာ operator တယောက်နေအလုပ်လုပ်နေတယ်ဆိုကြပါစို့သူအသုံးပြုမဲ့ပစ္စည်းကိရိယာတွေ tool တွေ material တွေကိုသူနဲ့အနည်းဆက်ဆုံးမှာသူမထားဘူးဆိုလို့ရှိရင်ပစ္စည်းတစ်ခုလိုတော့မယ်ဆိုတာအချင်းချင်းခါခါသူတွက်ယူရမှာလည်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အချိန်တွေကုန်မယ်ဝန်ထမ်းကမလိုအပ်ဘဲနဲ့ကျွန်တော်တို့တွားပြီးတော့ယူရတဲ့အတွက်ကျွန်တော်တို့ပင်ပန်းနေတဲ့မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်ဝန်ထမ်းရဲ့အလုပ်လုပ်နိုင်စွမ်းတွေကျွန်တော်ညှော်နှဲလာမှာလည်းဖြစ်ပါတယ်ဝယ်ရောက်ဥပမာအနေနဲ့ဆိုလို့ရှိရင် order picker သမားတစ်ယောက်ကဝယ်ရောက်အတွင်းမှာ order picking လုပ်နေတယ်ဆိုကြပါစို့ဝယ်ရောက်ရဲ့ design လေးယောက်တွေကကောင်းမှုချင်းမရှိဘူးပြီးလို့ရှိရင် first moving item တွေကိုလည်းဝယ်ရောက်ရဲ့အနောက်မှာထားထားမယ်ဆိုလို့ရှိရင်ဝန်ထမ်းတစ်ယောက်အနေနဲ့ပစ္စည်းတစ်ခုထုတ်တော့မယ်ဆိုတိုင်းအချိန်ချင်းခါခါနဲ့ကျွန်တော်ပစ္စည်းထုတ်ရမှာလည်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့မလိုအပ်ဘဲနဲ့ပစ္စည်းတွေထုတ်နေတဲ့အတွက်ကျွန်တော်တို့ motion weight တွေဖြစ်ပေါ်လာနိုင်ပါတယ်ကျွန်တော်ဝယ်ရောက်အတွင်းမှာ fire system တွေလေးယောက်တွေကိုကျွန်တော်စနစ်ကျအကောင့်တွေပေါ်ဆောင်ရွက်ခြင်းပြီးကျွန်တော်တို့ motion weight တွေကိုကျွန်တော် short ချမှာလည်းဖြစ်ပါတယ် office တွေမှာဆိုလို့ရှိရင် file တွေ stationery တွေကိုကျွန်တော်စနစ်ကျမထားဘူးဆိုလို့ရှိရင်ပစ္စည်းတစ်ခုလိုတဲ့အခါမှာကျွန်တော်တို့ရှာဖွေရမှာလည်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အချိန်တွေကုန်မယ်ပစ္စည်းကိုလွယ်တဲ့အချိန်မှာရှာဖွေရတဲ့အတွက်ဝန်ထမ်းတစ်ယောက်အနေနဲ့ကျွန်တော်တို့စိတ်ပီစီမှုတွေကျွန်တော်တိုးလာမှာလည်းဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်လုပ်ငန်းခွင်တွင်းမှာရှိတဲ့ motion weight နဲ့ပတ်သက်ပြီးတော့ဥပမာအချို့ပဲဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးအနေနဲ့ motion weight ကို short ချနိုင်မယ့်ဒီတဲ့အချို့ကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်လုပ်ငန်းခွင်တွင်းမှာအသုံးပြုနေတဲ့ tool တွေ material တွေကိုကိုယ်နဲ့အနည်းဆက်ဆုံးမှာကျွန်တော်စနစ်ကျနဲ့ကျွန်တော်ထားရမှာလည်းဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော် ergonomic workstation ကို design တွေကိုလည်းကျွန်တော်တို့လုပ်ငန်းခွင်နဲ့ကိုက်ညီမဲ့ design တွေပြီးလို့ရှိရင်ကိုယ့်ရဲ့ဝန်ထမ်းတွေနဲ့ကိုက်ညီမဲ့ design တွေကိုကျွန်တော်စနစ်ကျနဲ့ရေးဆွဲပြီးတော့ထားရမှာလည်းဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကိုယ့်လုပ်ငန်းခွင်နဲ့ကိုက်ညီမဲ့ procedure တွေ WN တွေကိုစနစ်ကျနဲ့ကျွန်တော်ရေးဆွဲပြီးတော့ထားရမှာလည်းဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့လုပ်ငန်းခွင်တွေမှာအသုံးပြုမဲ့ layout design တွေကိုလည်းကျွန်တော်စနစ်ကျရေးဆွဲရမှာလည်းဖြစ်ပါတယ်ကိုယ့်လုပ်ငန်းခွင်မှာကိုယ့်ပစ္စည်းတွေနဲ့ကိုက်ညီမဲ့ design တွေဥပမာ U shape တွေလား I shape တွေလား A shape တွေလားဒီလို design တွေကိုကျွန်တော်စနစ်ကျနဲ့သတ်မှတ်ပြီးတော့ကျွန်တော်ထားရမှာလည်းဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော် virtual management system ကိုကျွန်တော်အကောင်းဆုံးတိစောက်ပြီးတော့လွတ်ဆောင်ရမှာလည်းဖြစ်ပါတယ်ကိုယ့်ရဲ့ပစ္စည်းကိရိယာတွေ material တွေကိုကျွန်တော်တို့ label တွေ color coding တွေ location တွေနဲ့ကျွန်တော်စနစ်ကျနဲ့ထားရမှာလည်းဖြစ်ပါတယ်ဒီချက်တွေကတော့ကျွန်တော်တို့ motion weight ကို short ချနိုင်မယ့်နည်းလမ်းအချို့ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ 8 weight ဆိုတဲ့အလင်းလွှင့်ရှင်မျိုးတဲ့ M ဆိုတဲ့ကျွန်တော် motion weight အကြောင်းရယ် motion weight ဆိုတာဘာလဲ motion weight ကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းအချို့ရယ်
motion weight ကကျွန်တော်တို့လုပ်ငန်းတွေအတွင်းမှာဘယ်လိုအကျိုးသက်ရောက်မှုတွေရှိတယ်ဆိုတာရဲ့လက်တွေ့ဥပမာအနေနဲ့ motion weight ကိုရှင်းချနိုင်မယ့်နည်းလမ်းတွေကိုကျွန်တော်တင်ပြပေးပြီးဖြစ်ပါတယ် transportation waste နဲ့ inventory waste ကိုလေ့လာမယ်ဆိုရင်ကျွန်တော်ရှေ့ဗီဒီယိုလေးမှာတွားရောက်ပြီးတော့လေ့လာနိုင်မှာလည်းဖြစ်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာလည်းကျန်ရှိနေသေးတဲ့ weight အကြောင်းတွေရဲ့လူချင်းမင်းတို့လုပ်ငန်းတွေတိုးတက်ရေးအတွက်အထောက်အကူဖြစ်ပေါ်စေမယ့်ဗီဒီယိုလေးတွေရဲ့ကျွန်တော်ဆက်လက်တင်ပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့ကိုလည်းဖိတ်ခေါ်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်